ကျွန်တော် AYA ဘန်ထဲမှာပေါ့နော်ဒီလောက်ငွေပမာဏဒီလောက်ရှိတယ်ကျွန်တော် KP ထဲကိုကျွန်တော်ဒီ KP ထဲကိုဟိုဒါ2000လောက်ကျွန်တော်လွှဲထည့်ခြင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ crush in ကိုနှိပ်လိုက်မယ် Okay ပြီးရင်ကိုပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ MPU ကတ်ရှိတယ်เนาะ e-commerce ရှောက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ MPU ကတ်ကိုနှိပ်လိုက်မယ် Okay ပြီးပြီဆိုလို့ရှိရင်ကိုဘယ်လောက်ထည့်မှာလဲပေါ့เนาะသူဒီမှာရှိတာ9000ရှိတယ်1သိန်းရှိတယ်2သိန်းရှိတယ်ပေါ့เนาะကျွန်တော်အခုဒီမှာ2000ပဲကျွန်တော်အရင်ထည့်ကြည့်ကြည့်မယ်เนาะfree တွေ test တွေတော့ဘယ်လောက်ဖြတ်လဲကျွန်တော်မသိပါဘူးဒါပေမဲ့ကျွန်တော်သိတဲ့လောက်လေးကိုကျွန်တော်ဒီမှာဖော်ပြပေးလိုက်ပါတယ်โอเคပြီးရင်ကျွန်တော်တို့ဒီကို crush engine နဲ့ပမာဏကိုဒီမှာနှိပ်ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီ submit လေးကိုနှိပ်လိုက်မယ်โอเคကျွန်တော်အခု2000ထည့်တာပေါ့နော်ဒီမှာ120သူ free ဖြတ်လာပေါ့နော်ကျွန်တော်အဲ့ဒီဟိုဒါထဲကိုKB ထဲကိုဒီလောက်ပမာဏတော့ဝင်မှာပေါ့နော်ကျွန်တော် KB ထဲမှာခုန800နဲ့8ချက်လာမလို့အဲ့ဒါပဲရှိရနော်โอเคပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာအမှန်ကောက်လို့ချိန်ပြီးတော့ကျွန်တော်တို့ conference ကိုနှိပ်လိုက်မယ်ဒီလိုပေါ်လာရင် MPU ဒီဇိုက်ပါတဲ့ခုနကကျွန်တော်တို့ e-commerce ရှောက်ပြီးတဲ့ကတ်နံပါတ်16လုံးကိုထည့်ပေးရမယ်ဒီမှာကျွန်တော်ထည့်လိုက်တဲ့ငွေပမာဏကိုပြရတယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကတ်ပေါ်ကတက်တန်းကုန်ဆုံးတဲ့လာတဲ့နှစ်ကိုကျွန်တော်တို့ဒီမှာထည့်ပေးရမယ်အခုကျွန်တော်ထည့်လိုက်အောင်ပါနော်โอเคပြီးပြီဆိုရင်ကျွန်တော်တို့ဒီလိုမျိုးအစိမ်းရောင်တန်းလေးပေါ်နေပြီပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်တို့ get OTP ကောက်ကိုနှိပ်လိုက်မယ် get OTP ကောက်ကိုနှိပ်လိုက်မယ်နော် OTP ကောက်ကမိမိဘဏ်မှာလျှောက်ထားခဲ့တဲ့ဖုန်းနံပါတ်ကိုပေါ့နော် OTP ကောက်ကိုပို့လိုက်ရင်ကောက်ကိုထည့်ပြီးတော့ကျွန်တော်တို့ confirm payment ကိုနှိပ်လိုက်မယ်နော်ကျွန်တော်အခု get OTP ကောက်ကိုနှိပ်လိုက်မယ်โอเคဒီမှာ OTP ကောက်ကregister လုပ်ခဲ့တဲ့ mobile phone နဲ့ email ကိုပို့တယ်ပေါ့နော်โอเคအခုကျွန်တော်ဒီမှာဆိုရင် Gmail နဲ့ပို့လာတယ်ပေါ့နော် Gmail နဲ့ပို့လာဆိုရင်ကျွန်တော်တို့ဒီ Gmail OTP ကောက်ကိုကျွန်တော်တို့Gmail ပို့လာတဲ့ OTP ကောက်ကိုကျွန်တော်တို့ခုနနေရာမှာထည့်ပေးရမှာပေါ့နော်ခုနကျွန်တော်ပြောတာမှားပါတယ်ဖုန်းနံပါတ်ထဲကိုပို့တာဆိုတာအခုကျွန်တော်ဒီမှာကြာတော့ကျွန်တော်တို့Gmail ထဲကိုပို့တယ်ပေါ့နော်အခု139ခွန်โอเคကျွန်တော်ထင်တာโอเคဒီမှာကျွန်တော်ညီမပေါ့နော်ဟိုဒါစာပို့လာတယ်โอเคတူပဲเนาะဖုန်းနံပါတ်ထဲကိုလည်းပို့တယ်เนาะဒီမှာ139ခွန်ပေါ့နော်ဖုန်းနံပါတ်ထဲကိုလည်းပို့ပါတယ်โอเคပြီးပြီဆိုရင်ကျွန်တော်တို့ဒီ confirm payment ကိုနှိပ်လိုက်မယ်เนาะကျွန်တော်တို့ OTP ကောက်ကနှစ်ခုလုံးပို့တယ်เนาะပြီးရင်ကျွန်တော်တို့ confirm payment ကိုနှိပ်လိုက်မယ်โอเคဒီမှာ approve ဖြစ်ပြီပေါ့เนาะဒီမှာဘာတွေပြလဲကတ်နံပါတ်ပြတယ် amount ပြတယ် invoice ပြတယ်approve ကောက်ပြီးလို့ဆိုရင်ကျွန်တော်တို့ဘာရတော့မသိเนาะပြီးလို့ဆိုရင်ကျွန်တော်တို့ continue နှိပ်လိုက်မယ်โอเคဒါဆိုရင်ကျွန်တော်တို့ပြီးပြီပေါ့เนาะပတ်စံချက်ချင်းရောက်လာမရောက်လာဆိုတာကျွန်တော်တက်ပြန်ကြည့်မယ်အခုဒီမှာ successful ဖြစ်ပြီเนาะဒီမှာ2000တွင်းတာsuccessful ဖြစ်ပြီပေါ့เนาะ fee က120ချက်စားတယ်ပေါ့เนาะโอเคပြီးကျွန်တော်တို့ဘတ်ကိုစောက်လိုက်မယ်เนาะကျွန်တော်တို့ပတ်စံထည့်ပြီးဆိုတော့โอเคငွေချက်ချင်းရောက်တယ်เนาะကျွန်တော်တို့ချက်ချင်းရောက်တယ်เนาะโอเคဒါဆိုကျွန်တော်တို့ခုလိုခေတ်ကာလကြီးမှာငွေတွေလင်ခံနေရတဲ့သူတွေဒီတိုင်းလေးလိုက်လုပ်ကြည့်ပါเนาะစကားမဆက်ကျွန်တော်လည်းလင်ခံခဲခံရပူပါတယ်
အဲ့တော့အတုံးမပြုတ်တဲ့သူတွေပါသိအောင် share သွားပြီးကြပါဗျာ okay ဘာပဲဖြစ်ဖြစ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နှိပ်သွားပြီးဖို့ပြောရင်နှိမ့်ချောင်းခေါ်လိုက်ပါတယ်